เป็น record တစ်ချက်လေးယူလိုက်မယ်နော်ကျွန်တော်ဒီအပတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30ပိုင်းငယ်22မှနေပြီးတော့30ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ဒီအစားတော့ကျွန်တော်ထင်တာတော့ဒီနေ့နဲ့ဆိုတော့ခန်းကြီး30အပြတ်ဖြတ်နိုင်မှာပေါ့လေဒါမဲ့ကျွန်တော်တို့စစ်ဖတ်လိုက်တဲ့အခါကျတော့ဒီနေ့အတွက်ဆိုအပြီးဖြတ်မယ်ဆိုတဲ့အချိန်နဲ့ကြာသွားမဲ့သဘောရှိတဲ့အတွက်ဒါမဲ့အပတ်မှပဲကျွန်တော်တို့ခန်းကြီး30ကိုဖြတ်ဖို့ဖြစ်ပါမယ်ဒီကရပတ်ပြောဖြစ်တဲ့ဟာလေးနည်းနည်းလေးပြန်ပြီးတော့ပြောကြမယ်ပြန်ကောက်ကြမယ်ဆိုရင်တော့ခန်းကြီး30ပိုင်းငယ်7မှ20ကျွန်တော်တို့3ချက်ခွန်အားယူဖို့အတွက်ကျွန်တော်တို့ပုံနှုတ်ထားတာပါလဲဆိုနံပါတ်1ကကျွန်တော်တို့အရာရာအားလုံးမှာအကြံအရာအားလုံးထက်ပေါ့လေ relationship ကိုကျွန်တော်တို့ဦးစားပေးဖို့အမတန်မှအရေးကြီးတဲ့အကြောင်းကိုသင်ယူရတယ်ခန်းကြီး30ပိုင်းငယ်14မှာခရစ်တော်ကပြောပါတယ်ငါဒီကောင်းသောတိုးထိန်ဖြစ်၏ခမည်းတော်ဒီငါကိုတည်တော်မူ၍ငါဒီလည်းခမည်းတော်ကိုတည်တကယ်တော့ငါ၏တိုးတို့ကိုလည်းငါတည်ငါတိုးတို့ဒီလည်းငါကိုတည်ချ၏လို့ပြောပါတယ်အဲ့တော့ဒီအကြောင်းအရာခမည်းတော်ကလည်းသူ့ကိုတည်တယ်သူကလည်းခမည်းတော်ကိုတည်တယ်အဲ့ဒီတည်ခြင်းဆိုရအဲ့ဒီဆက်ဆံရေးဂျင်းနီကျွမ်းဝင်တော့ဆက်ဆံရေးကိုတိုးနဲ့တိုးထင်းကြားမှာခရစ်တော်ကခိုင်းနိုင်ပြီးတော့ပြောသွားတာဖြစ်ပါတယ်တို့တစ်ဖြင့်ဣတိလလူမျိုးစုဖျားနဲ့ပရိညံဖွဲ့ထားသောလူမျိုးစုများအတွက်ဖျားကိုတည်ကျွမ်းခြင်းဆိုတာကဖျားနဲ့ယဉ်နီးသောကျွမ်းဝင်သောရိုးရိုးတည်ခြင်းပဲမဟုတ်ဘူးဖျားဘသူလဲဖျားကဘလို့လဲဆိုတော့တည်ုံပဲမဟုတ်ပဲနဲ့ယဉ်နီးသောကျွမ်းဝင်သောဆက်ဆံရေးရှိခြင်းကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့ဒီယဉ်နီးကျွမ်းဝင်သောဆက်ဆံရေးရှိခြင်းကကျွန်တော်တို့အရာရာအားလုံးထက်မှအမတန်မှအရေးကြီးသောအရာဖြစ်တယ်ဖျားနဲ့ဆက်ဆံခြင်းမှာပင်လင်ကျွန်တော်တို့ဟောရှိခန်းကြီး6ပိုင်းငယ်6ဖတ်လိုက်မယ်နော်အဲ့ဖတ်ပြီးဆိုဘယ်မှာဘာပြောလဲဆိုတော့ရစ်ပူဇော်ခြင်းအချင်းထက်တနာခြင်းဂယုဏအချင်းကို၎င်းတဲ့မိရှုရာရစ်ပူဇော်ခြင်းထက်ဘုရားသခင်နဲ့ကျွမ်းဝင်ခြင်းကို၎င်းငါနှစ်သိ၏လို့ပြောပါတယ်အဲ့တော့ဘုရားကိုပေးတယ်ဆိုတဲ့ပူဇော်တယ်ဆိုတဲ့ရစ်ပူဇော်ခြင်းဆိုတဲ့အရာတွေထက်တနာခြင်းပြီးရင်မိရှုရာရစ်ဆိုသောအရာထက်ဘုရားကျွမ်းဝင်ခြင်းယဉ်နီးသောဆက်ဆံရေးရှိခြင်းမိတ္တရားရှိခြင်းကိုငါနှစ်သက်တယ်လို့ဘုရားကပြောပါတယ်အဲ့တော့ကျွန်တော်တို့စီကနေဘုရားပထမဦးဆုံးတောင်းညှော်လင့်တာကရှာဖွေတာရစ်ပူဇော်ခြင်းလည်းမဟုတ်ဘူးအဓိကသူရှာဖွေတာဘုရားနဲ့ယဉ်နီးသောကျွမ်းဝင်သောရှိခြင်းကိုဦးစားပေးရှာခြင်းဖြစ်ပါတယ်အခုဒီယောဟန်ခန်းကြီး30မှာလည်းထိုနည်း၎င်းပဲအဲ့ဒီယဉ်နီးကျွမ်းဝင်သောဘုရားနဲ့ခမည်းတော်နဲ့သားတော်ကြားယဉ်နီးကျွမ်းဝင်သောဆက်ဆံရေးရှိတဲ့ကဲ့သို့ပဲတိုးထိန်နဲ့တိုးကြားမှာလည်းထိုကဲ့သို့ယဉ်နီးကျွမ်းဝင်ခြင်းရှိဖို့ကမတမ်းမှအရေးကြီးတဲ့အကြောင်းကျွန်တော်တို့ကိုပြန်ပြီးတော့ remind လုပ်တယ်ကျွန်တော်တို့မိသားစုမှာလည်းထိုနည်း၎င်းပဲဖြစ်တယ်လုပ်ငန်းခွင်မှာလည်းအလုပ်တဘောလုပ်ငန်းလို့ပြောနေပင်မဲ့ကျွန်တော်တို့အဲ့လုပ်ငန်းဘယ်ချိန်အလုပ်လုပ်ရတာအဆင်ပြေတယ်လဲဘယ်ချိန်အလုပ်လုပ်ရတာအဆင်မပြေဘူးလဲမိသားစုမှာဘယ်ချိန်ကျွန်တော်တို့အဆင်ပြေတယ်လဲဘယ်လိုချိန်မှအဆင်မပြေဘူးလဲတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှမဟုတ်တဲ့အသေးမွားလေးကိုပင်ကျွန်တော်ကျမတို့ပုံကြီးချက်မိတဲ့အချိန်တွေဘာမှမဟုတ်တဲ့ဟာလေးကိုပင်ကျွန်တော်တို့စိတ်ထဲမှာခုသွားနိုင်တဲ့အခြေအနေတွေကဘယ်ချိန်လဲဆိုတော့ဒီနေ့ကျောင်းဝင်တော့ဆက်ဆံရေးအားနည်းသွားတဲ့အခြေအနေမှာဖြစ်တတ်တယ်။ဒါပေမဲ့ထိုယင်းဒီကျောင်းဝင်တော့ဆက်ဆံရေးရှိသောအချိန်မှာကြတော့ခဲရခဲဆက်ခဲမဲ့အချိန်ကိုပင်ကျော်လွှားနိုင်တယ်။နားလည်မှုရှိတယ်တီးခံနိုင်ခြင်းလည်းရှိတယ်ဆိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့အသက်တာမှာမိသားစုမှာကျွန်တော်တို့အလုပ်ငန်းခွင်မှာတော့၎င်းဖျားနဲ့ဆက်ဆံခြင်းမှာပင်လည်းအရာရာအားလုံးထက်ဖျားနဲ့ကျောင်းဝင်တော့ဆက်ဆံရေးသူတစ်ပါးနဲ့ကျောင်းဝင်တော့ဆက်ဆံရေးကိုတည်ဆောက်ဖို့အမတန်မှအရေးကြီးတဲ့အကြောင်းသင်ယူရတာဖြစ်တယ်။ဒုတိယအနေနဲ့ကျွန်တော်တို့ယော30ပိုင်းငယ်16ဤတူးချန်ထဲသို့မဝင်သောအခြားသူတို့ကိုလည်းငါပိုင်သေး၏ထိုသူတို့ကိုငါဆောင်ခဲ့ရမည်သူတို့ဒီလည်းငါစကားကိုနားထောင်သဖြင့်တိုးချန်တစ်ခုတိုးထင်းတစ်ပါးတည်းရှိရလိမ့်မည်အဲ့တော့ဒီနေရာမှာခရစ်တော်ပြောသွားတဲ့အခါမှာ
သူဒီတိုးချန်ထဲမှာမရှိသေးတော့အခြားသူတွေလည်းရှိတဲ့အကြောင်းကိုပြောသွားတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဘာခွန်အားပေးလဲဆိုပထမအနေနဲ့ကတခါတည်းမှာငါတို့လူနည်းစုပဲငါတို့ကတော့မဖြစ်စလောက်လေးပဲကျွန်တော်တို့အားငယ်တဲ့အခြေအနေရှိကောင်းရှိနိုင်တယ်ငါတို့တော့မပြောပါတော့ပါငါတို့ကတော့စရင်ထဲမှာထဲဆက်တော့မလိုပါဘူးစသဖြင့်ပေါ့လေကိုတယောက်တည်းဖြစ်တဲ့ကိုအသင်းတော်တစ်ခုပဲကိုပတ်ဝန်းကျင်တစ်ခုပဲရှိတယ်လို့ထင်တဲ့အချိန်ဒါပေမဲ့ဒီ chance ချက်ကကျွန်တော်ဘာခွန်အားပေးလဲဆိုတော့တိုးချန်တဲ့တို့မဝင်တော့အခြားတိုးတို့လည်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကိုတတိပေးနေတယ်ဒုတိယဘာလဲဆိုတော့ဒီတိုးထင်းရဲ့နှလုံးသားကဘာလဲဆိုသူ့လက်ရှိသူ့မျက်မှောက်မှာသူ့လက်ထဲမှာသူ့ရဲ့ channel ထဲမှာရှိတဲ့တိုးတွေကိုပဲသူက concern ရှိတာမဟုတ်ဘူးသူကတိုးချမ်းအပြင်ပမှာရှိတော့တိုးတွေအတွက်လည်းသူ့မှာစိတ်စေတနာအပြည့်ရှိတယ်ဆိုကျွန်တော်တို့သင်ယူရတယ်ဒါအမတန်မှအရေးကြီးတဲ့အချက်ဖြစ်တယ်ယုံကြည်သူဖြစ်တဲ့အခါမှာသူတို့ဖြစ်ကျွန်တော်ခရိယန်လို့ပြောလိုက်တဲ့အခါမှာဣသေလလူမျိုးစုရဲ့အားနည်းခြင်းလဲကျရခြင်းအကြောင်းရင်းကသူတို့ကဖယားရဲ့တိုးစုများဖြစ်တယ်ဖယားပိုင်တော်လူစုဖြစ်တယ်ဖယားအထူးရွေးနှုတ်သော special chosen people ဖြစ်တယ်လို့သူတို့ခံယူတယ်ဖယားနဲ့သူတို့ပရိညင်ပြုထားသောလူစုဖြစ်တယ်တစ်ဖက်ကအဲ့ဒီဖယားရဲ့မြတ်တာကိုသူတို့က exclusive သူတို့အတွက်ပဲဖယားကသူတို့ကိုပဲချစ်တယ်သူတို့ကိုပဲမျက်နှာตาပေးတယ်လို့ခံယူလိုက်တဲ့အခါမှာဘယ်ဘက်ကိုရောက်သွားလဲဆိုတော့သူတို့မှတပါဖယားကတခြားလူမျိုးစုကိုမချစ်ဘူးဆိုရက် exclusion ကိုရောက်သွားတယ်လူမျိုးခြားတိုင်းတပါအခြားသောဣတိလမှုသောသူများကိုသူတို့ရဲ့ဖယားရဲ့မေတ္တာရဲ့ပြင်ပကိုသူတို့ကပါထုတ်တယ်တွန်းထုတ်တယ်အဲ့တော့တကယ်ကဖယားသူတို့ကိုရွေးနှုတ်တယ်သူတို့ကိုရွေးချယ်တာဘာအတွက်လဲဆိုတော့ဣတိလလူမျိုးစုအားဖြင့်သူတို့ရဲ့ mission အနေနဲ့ဒီလူမျိုးစုအားဖြင့်ကြံသောလူမျိုးနွယ်များတည်လဲဖယားရဲ့မေတ္တာအရေးအောင်၌အလင်းတော်၌ပျော်မွေ့ဖို့လို့ငါခေါ်ဆောင်ဖို့လို့ငါသာသနာပြုခြင်းအနေနဲ့ဘုရားကအသုံးပြုခြင်းတဲ့အတွက်ဖြစ်တယ်။ဒါပေမဲ့သူတို့ကဒါကိုနားလည်မှုလွဲတဲ့အခါမှာဘုရားရဲ့မြတ်တာငါတို့အတွက်ပဲဘုရားငါတို့ပဲချစ်တယ်ဆိုပြီးတော့တစ်ဖက်သက်အဲ့ဒီအတွက်ပဲယူလိုက်တဲ့အခါမှာသူတစ်ပါးကိုပါထုတ်လိုက်သလိုဖြစ်သွားတတ်တယ်ဆိုကျွန်တော်တို့သင်ယူရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ယုံကြည်သူဖြစ်တဲ့အခါမှာလည်းကျွန်တော်မိသားစုကိုဘုရားချစ်တယ်ဟုတ်တယ်။တူတယောက်ချင်းကိုဘုရားသိတယ်ချစ်တယ်ကျွမ်းမဲ့ချစ်တယ်တစ်ဖက်ကအဲ့ဒီဘုရားကျွန်တော်တို့ကအကျွမ်းမဲ့ချစ်ခြင်းကအခြားသောသူများကိုကျွန်တော်တို့ပါထုတ်ဖို့မဟုတ်ဘူးအခြားသောသူများကိုလည်းဘုရားကကျွန်တော်တို့ကိုချစ်တကယ်တော့ပင်လေချစ်နေတယ်ဆိုတာတူးချံထဲမှာမဝင်သေးသောသူများကိုလည်းဘုရားကအင်မတန်မှချစ်တယ်သူများကိုလည်းဆောင်ခဲ့အောင်မယ်ဆိုတော့ဘုရားရဲ့ယေရှုပေါ်ပြသောအကြောင်းအရာကျွန်တော်ပြန်လဲဆင်ခြင်ဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ပတ္တိယအနေနဲ့ကျွန်တော်တို့သင်ယူရတာပါလဲဆိုတော့အပြင်းအလန့်ချစ်ချင်းမေတ္တာအားဖြင့်ကျွန်တော်တို့လှုပ်ဆောင်ကြဖို့ကအမှန်တမ်းမှအရေးကြီးတာဖြစ်ပါတယ်။ယောဟန်ခန်းကြီး30ပိုင်ငယ်7ခုဖတ်တဲ့အခါမှာယေရှုကငါဒီကိုအသက်ကိုဆွံ့၍နောက်တစ်ဖန်ယူအောင်မည်ဖြစ်သောကြောင့်ငါခမည်းတော်ဒီငါကိုချစ်တော်မူ၏။ဒီအကြောင်းကြောင့်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်တေးချရှင်းပြီးဖြစ်ပါတယ်။ခမည်းတော်ကဒီတိုင်းဖတ်လိုက်မယ်ဆိုရင်တော့သားတော်ကသူ့အသက်ကိုတိုးတွေအဖို့ဆွန့်လွတ်လိုက်တဲ့အတွက်ခမည်းတော်ကသားတော်ကိုချစ်တယ်အဲ့တဘောမျိုးကျွန်တော်နားလဲရတယ်။ဒီနည်းနဲ့ဆိုရင်တော့သားတော်ကတခုလုပ်ပေးလိုက်တဲ့အတွက်ခမည်းတော်ကသားတော်ကိုချစ်တယ်။မလုပ်ပေးဘူးဆိုရင်မချစ်ဘူးဆိုတဲ့တဘောမျိုးတက်ရောက်တယ်။ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ပတ်လေ့လာသလိုပဲအခန်းကြီး1ကရတောက်ရှောက်ကျွန်တော်ဖတ်မယ်ဆိုရင်အစကနဦးကထဲကခမည်းတော်ကသားတော်ကိုချစ်တဲ့အတွက်အရာရာအားလုံးကိုဖွင့်ပြတယ်။အရာရာအားလုံးကိုသားတော်လက်ထဲသို့အပ်တယ်ဆိုကျွန်တော်တွေ့ရမှာဖြစ်တယ်။အဲ့တော့အစကနဦးကတည်းကချစ်တော်မေတ္တာဖြင့်ခမည်းတော်နဲ့သားတော်ကြားမှာချစ်ချင်းမေတ္တာရှိတာဖြစ်ပါတယ်။အဲ့ဒီချစ်ချင်းမေတ္တာခမည်းတော်နဲ့သားတော်ကြားမှာရှိတဲ့အပြန်လည်ဖလှယ်သောချစ်ချင်းမေတ္တာရဲ့အသီးအပွင့်ကပါလဲဆိုတော့သားတော်ကသူ့ရဲ့အသက်ကိုတိုးတို့အဖို့စွန့်တိတိုင်အောင်ဒါလိုက်လာတာဖြစ်ပါတယ်။အသီးအပွင့်ဖြစ်တယ်။သားတော်ကကိုယ့်ရဲ့အသက်ကိုစွန့်တဲ့အထီကိုတိုးတွေကိုချစ်ချင်းကခမည်းတော်နဲ့သားတော်ကြားကချစ်ချင်းကနေမွေးဖွားလာတော့အတီးပွင့်ဖြစ်တယ်။အဲ့ဒီအရာနဲ့ကျွန်တော်တို့
ဖက်အခန်းကြီး9ပိုင်းငယ်24ကိုဖတ်တဲ့အခါမှာအင်မတန်မှရှင်းသောပို၍နဲ့ကျွဲဝသောသဘောပေါက်ခြင်းကိုကျွန်တော်နားလည်ရတာဖြစ်ပါတယ်။အဲဒီမှာတော့ရှင်ပေါလုကအသင်းတော်ကိုတော်၎င်းကျွန်တော်တို့သူတစ်ဖြင့်မိသားစုကိုတိုက်တွန်းတယ်ခင်မွန်းတဲ့တော်၎င်းဇနီးတဲ့တော်၎င်းတိုက်တွန်းတယ်။အသင်းတော်ကခရစ်တော်ရဲ့အုပ်စိုးခြင်းကိုဝန်ခံတကယ်တော့တဲ့မိမတို့လည်းခင်ပွန်းတဲ့ရဲ့ကိုခင်ပွန်းရဲ့အုပ်စိုးခြင်းကိုအရာရာ၌ဝန်ခံကြရမယ်တဲ့25မှာအချင်းယောက်ျားတို့အမျိုးသမီးတို့ပြောပြီးအခါမှာအချင်းယောက်ျားတို့ခရစ်တော်ဒီအသင်းတော်ကိုချစ်တော်မူတကယ်တော့တင်တို့ဒီလဲကိုခင်ပွန်းကိုချစ်ကြလောဒီနေရာမှာအသင်းတော်ကခရစ်တော်ကအသင်းတော်ကိုသူရဲ့ sacrificial love သူဘဝတစ်ခုလို့တက်တာတစ်ခုလို့ဆွန့်လွတ်ပြီးတော့ချစ်တကယ်တော့ကိုရဲ့ဇနီးတဲ့ကိုရဲ့ခင်ပွန်းကိုချစ်ပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဇနီးတွေကခင်ပွန်းတဲ့ရဲ့အုပ်စိုးခြင်းကိုဝန်ခံဖို့ submission လုပ်ဖို့ပြီးရင်ကျွန်တော်တို့အမျိုးသားကလည်းမျိုးသမီးကိုဆွန့်လွတ်နှစ်နာခံသောချစ်ချင်းဖြင့်ချစ်ဖို့ဆိုတာကဘယ်ကနေမွေးဖွားရမလဲဆိုတော့ဇနီးနဲ့ခင်ပွန်းတဲ့ကြားမှာရှိတော့အပြန်အလှန်ချစ်ချင်းကနေပေါက်ဖွားလာရမှာဖြစ်ပါတယ်ဥမာဆိုပါစို့အမျိုးသမီးကရှင်ပွားလို့ကတော့ကိုခင်ပွန်းတဲ့အုပ်စိုးခြင်း submission လုပ်ရမယ်အရာရာ၌ဝန်ခံရမယ်လို့ပြောတယ်ဒါပေမဲ့ तू ကျမကို sacrificial love ဆိုတဲ့အဆုံးစွန်သောမေတ္တာနဲ့ချစ်မှပဲအဲ့ဒီမေတ္တာကိုရမှပဲကျမလည်းသူ့ရဲ့အုပ်စိုးခြင်းကိုဝန်ခံနိုင်မယ်ဆိုရင်တော့အဲ့တဘောနဲ့ကျွန်တော်တို့ယူဝင်တော့ဘယ်တော့မှကျွန်တော်တို့ဝန်ခံနိုင်စရာအကြောင်းလည်းမရှိဘူးအဲ့လိုပဲခင်ပွန်းတွေကလည်းကဲငါမျိုးသမီးကငါရဲ့အုပ်စိုးခြင်းကိုအရာရာ၌ဝန်ခံမှပဲငါလည်းဘာလို့ပေးရမလဲသူ့ကိုအသက်ဆုံးတဲ့မေတ္တာနဲ့ချစ်မယ်ဆိုပြီးတော့ဒါလို့ပေးမှပဲငါဒါလို့ပေးမယ်ဆိုရက်သဘောနဲ့အပြန်အလှန်ကျွန်တော်တို့လွန်ဆွဲကြမယ်ဆိုရင်တော့ဘယ်တော့မှကျွန်တော်တို့ပြီးမှမဟုတ်ဘူးပေါ့လေတိုက်ပွဲကရှိနေအောင်မှာပဲအဲ့တော့ကျွန်တော်တို့ဒီမှာနားလည်ရတာကဘာလဲ business transaction လို့ဒါလေးလုပ်ပေးလိုက်မှကိုလည်းဒါလုပ်ပေးမယ်သူဒါလေးလုပ်ပေးမှကိုလည်းဒါပြန်လုပ်ပေးမယ်ဆိုတော့သဘောမဟုတ်ပဲနဲ့ခမည်းတော်နဲ့သားတော်ကြားမှာရှိတော့အပြန်အလှန်ချစ်ချင်းကနေမွေးဖွားလာခြင်းကသားတော်ဟာဘူးများအတွက်အသက်ကိုဆွတဲ့တိုင်အောင်ချစ်ချင်းရှိတကယ်တော့ပဲဇနီးရနဲ့ခင်ပွန်းတဲ့ကြားမှာရှိတော့ကနဦးချစ်ချင်းမြတ်တာအပြန်လန်ချစ်ချင်းမြတ်တာကနေပေါက်ဖွားလာတော့အမျိုးသမီးအတွက်ဆိုရင်တော့ခင်ပွန်းတဲ့ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံခြင်းအမျိုးသားအနေနဲ့အသက်ဆုံးတော့မြတ်တာနဲ့ဇနီးတဲ့ကိုချစ်ချင်းဆိုတာကြည်လာဖို့ဖြစ်ပါတယ်စီးပွားရေးအတွက်ကျွန်တော်တို့တွက်လို့မဖြစ်ဘူးဆိုတော့ဒီမှာမေတ္တာအားဖြင့်ပေါက်ဖွားလာတော့အရာဖြစ်ဖို့တင်ယူရတာဖြစ်ပါတယ်ဒီအကြောင်းအရာတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ပြောဖြစ်တော့အရာပြန်လည်ပြီးတော့ပြောခြင်းဖြစ်ပါတယ်ဒီနေ့ကတော့ယောခန်းကြီး30ပိုင်းငယ်22မှနေပြီးတော့30ကျွန်တော်တို့သင်ယူကြဖို့လေ့လာကြခွာယူကြဖို့ဖြစ်ပါမယ်လို့ဖတ်ကြပါစို့နော်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး30အငယ်22မှ30စောင်းကာလဖြစ်၍ဧကဲနိပွဲသူကိုယေရှုရှလင်မြို့၌ခံကြသောအခါယေရှုသည်ဗိမာန်တော်နားမှရှောလမုန်ကနားပြင်၌စင်ကြံတော်တော်မူစဉ်တွင်ယူဒလူတို့သည်ကိုရောကိုဝန်းရံ၍တင်းသည်အဘယ်မြကာလပတ်လုံးငါတို့ကိုယုံမားစေမည်နီခရစ်တော်မှန်လျင်အတက်အလင်းပြောပါဟုဆိုကြ၏ယေရှုကလည်းငါပြောပြီးတင်တို့သည်မယုံကြငါခမဲတော်၏အခွင့်နှင့်ငါပြုသောအမှုတို့သည်ငါ၏တသက်ဖြစ်ကြ၏သို့တော်လည်းတင်တို့သည်မယုံကြအဘယ်ကြောင့်မယုံကြသနည်းဟုမူကားတင်တို့သည်ငါတို့တို့အဝင်မဟုတ်အထက်ကငါပြောသည့်အတိုင်းငါတို့တို့သည်ငါစကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုတို့တို့ကိုငါသိ၏ထာဝရအသက်ကိုလည်းငါပေး၏ထိုတို့တို့သည်ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုတို့တို့ကိုငါလက်မှမနှုတ်မယူရထိုတို့တို့ကိုငါ၌အပေးတော်မူသောငါခမဲတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍အဘယ်သူမျှထိုတို့တို့ကိုငါခမဲတော်၏လက်မှမနှုတ်မယူနိုင်ရငါသည်ငါခမဲတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟုမိန့်တော်မူ၏အာမင်ကျေးဇူးတင်ပါတယ်ဆိုတော့ပိုင်းငယ်22 23ကျုပ်ဖတ်တယ်ဆိုရင်အချိန်ကာလတစ်ခုပေါ့လေခုနအကြောင်းအရာတွေပြောပြီးတဲ့အခါမှာအချိန်ကာလဘာချိန်ပဲချိန်လဲဆိုဆောင်းကာလရာသီဥတုအပြင်ဆိုတော့ဆောင်းကာလဒါပေမဲ့ပွဲတော်အပြင်ကျွန်တော်ပြောမယ်ဆိုရင်တော့အင်ကဲနိပွဲအင်္ဂလိပ်လိုတော့ဟာနုကာပေါ့လေ
အဲ့ဟာနုကပွဲဆိုအင်ကဲနိပွဲဆိုတာကကျွန်တော်တို့ Feast of Dedication တတကိုဆက်ကချင်းဆိုတဲ့ပွဲတပင်ဖြစ်ပါတယ်အထူးသဖြင့်ဒါကကျွန်တော်တို့second BC ဝန်းကျင်မှာမက္ကဘီဆိုတဲ့တော်လန်ရေးအုပ်စုရှိပါတယ်ဒီမက္ကဘီဆိုရဲ့ဥဆောင်ခြင်းအားဖြင့်အဲ့ဒီခေတ်ခါကအုပ်ချုပ်သော Greek တွေရဲ့အုပ်စိုးခြင်းကနေသူတို့တော်လှန်ကြတယ်အချိန်တိုင်းတာတစ်ခုထိကသူတို့အဲ့ဒီအုပ်စိုးခြင်းကနေသူလွတ်မြောက်တော့ခွင့်ရရှိတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီအရာကိုထိုခက်ခါကရရှိလိုက်တော့လွတ်လပ်ခြင်းကိုသူတို့ပြန်ပြီးတော့အောင်းမေးတဲ့သဘောနဲ့ဒီအင်ကဲနိပွဲမှမဟုတ်ဆိုလဲဟာနုကပွဲကိုသူတို့ကျင်းပါတယ်ဒီဟာနုကပွဲကကျွန်တော်တို့အင်ကဲနိပွဲကအလင်းနဲ့ဆိုင်တဲ့ပွဲတော်လည်းဖြစ်ပါတယ်အော်ဒီပွဲကကျွန်တော်တို့အရှိကကျွန်တော်တို့ပြောတဲ့ပတ္တခါပွဲတို့လိုချေပနီကယ်ပွဲတဲတော်ပွဲတို့လိုမဖြစ်မနေတက်ရောက်ရမယ့်ပွဲတော့မဟုတ်ဘူးသူကမဖြစ်မနေယေရုရှလင်မှာတွားပြီးတော့တက်ရောက်ရမယ့်ဆင်နွှဲရမယ့်ပွဲမျိုးမဟုတ်ဘူးကျင်းပတဲ့အခါမှာရှေ့ရက်ဗိမာန်တော်မှာရှေ့ရက်လောက်မီးတွေထုံးပြီးတဲ့အခါမှာအလင်းနဲ့ဆက်ဆိုင်သောလွတ်မြောက်ခြင်းကိုရတဲ့သဘောကိုသူတို့ပုံဆောင်ပြီးတော့ပွဲကိုသူတို့ကျင်းပကြတဲ့ပွဲမျိုးဖြစ်ပါတယ်အင်ကဲနိပွဲမှမဟုတ်ဆိုလဲဟာနုကပွဲဆိုတာအဲ့တော့ကျွန်တော်တို့ဒီပွဲမျိုးကျင်းပတဲ့အချိန်မျိုးဆိုရင်တော့အနီးနားမှာရှိသောယူဒပြည်ယေရုရှလင်ပတ်ဝန်းကျင်များမှာတော်၎င်းအထက်ကကျွန်တော်တို့ဂါလိလဲပြည်ဖက်ကတော့၎င်းသူတို့နိုင်တော်သူများပေါ့လေသူတို့နိုင်တဲ့လောက်စင်ပြေတဲ့လောက်သူတို့ဗိမာန်တော်လာကြပြီးတော့ပွဲလန်းတပင်ကိုကျင်းပကြတဲ့အချိန်ကာလဖြစ်ပါတယ်အဲ့ဒီအချိန်အဲ့မှာနေရာကဘယ်နေရာမှာလဲဆိုယေရှုဖခင်ကဗိမာန်တော်နားမှာရှိတဲ့ရှောလမုန်ကနားပြင်အဲ့ဒီမှာဆင်းကြံသွားတော်မူတယ်တဲ့ကျွန်တော်တို့commentary တွေဖတ်တဲ့အခါမှာအဲ့ဒီရှောလမုန်ကနားပြင်ဘယ်မှာရှိလဲလို့ကြည့်တဲ့အခါမှာဗိမာန်တော်ရဲ့အရှိတ်ဖက်မှာရှိတဲ့ကနားပြင်တစ်ခုပေါ့လေအဲ့တော့ location ကတော့ဗိမာန်တော်ရဲ့အရှိတ်ဖက်ဝန်းကျင်မှာဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပိုင်းငယ်24ကျွန်တော်ဖတ်တဲ့အခါမှာယူဒလူမျိုးတွေကကိုတော့ဝိုင်းရံပြီးတော့မေးကြတယ်ဘယ်လောက်ကာလထိတိုင်အောင်ငါတို့ကိုယုံမားစေအောင်မလဲရှင်းရှင်းလင်းလင်းငါတို့ပြောပါလားအတိအလင်းပြောပြပါလားတုတ်လောမလုံးနဲ့ခရစ်တော်မှန်ရင်လည်းရှင်းရှင်းလင်းလင်းတဲ့ပြောပါလားလို့သူတို့တောင်းဆိုကြတယ်ကျွန်တော်ပြီးခဲ့တဲ့ပတ်ဖတ်ပြီးသွားပြီးအပိုင်းငယ်18မှာယေရှုကပြောတယ်ငါအသက်ကိုဘယ်သူမှမလူမယူဘူးကိုအလှူလျောက်စွန့်တာဖြစ်တယ်အဲ့လိုကိုလှူလျောက်စွန့်နိုင်ခြင်းနဲ့ပြန်လဲယူခွင့်ဆိုတာကငါမှရှိတယ်အဲ့ဒီအခွင့်ကလည်းတခြားဘယ်ကနေရတာမဟုတ်ဘူးခမည်းတော်စီကနေရတော့အခွင့်ဖြစ်တယ်အဲ့ဒီအကြောင်းမှအစသူဖွင့်ပြောတဲ့အခါမှာပိုင်းငယ်20-21မှာလူတွေကအုပ်စုဝဲသွားတယ်တချို့ကဟာဒီလူကတော့နှဆိုးဆွဲသွားပြီးသူကယူသွားပြီးဘာလို့သူစကားနားထောင်နေရသေးလဲနားထောင်ဖို့တော့မထိုက်ဘူးပေါ့နော်တချို့ကြတော့လဲမဖြစ်နိုင်ဘူးသူကနှဆိုးဆွဲတာဆိုတာဒီစကားမျိုးမပြောတော့ဘူးတို့တစ်ဖြစ်နှဆိုးဆွဲတာဆိုရင်အခန်းကြီး9မှာတွေ့ရတဲ့မွေးကလေးကမိဝန္ဒရင်ကလေးကမျက်စိကန်းတော်သူဘလို့လို့မြင်စေနိုင်မှာလဲမဖြစ်နိုင်ဘူးအဲ့တော့တောက်လျှောက်အခန်းကြီး9မှာကလေးကအခန်းကြီး9မှာကလေးကကျွန်တော်တို့တောက်လျှောက်အခန်းကြီး9မှာကလေးကယေရှုကဘယ်သူလဲဆိုရဲယေရှုရဲ့ identity နဲ့ပတ်သက်ပြီးတော့အငင်းခုန်အများအားဖြစ်လေရှိတယ်တို့တစ်ဖြစ် Pharisee ရဲ့ concern သူတို့သိချင်နေတာကသူတို့သိတော့သိတယ်ကြားနေတယ်ဒါပေမဲ့သူတို့လက်မခံနိုင်တာကယေရှုကခရစ်တော်ဟုတ်သလားယေရှုကတော့တောင်းလျှောက်ပြောတယ်သူကအောက်သားမဟုတ်ဘူးလောကနေလာတာမဟုတ်ဘူးအထက်ကနေလာတာဖြစ်တယ်ဘုရားရှင်နေခမည်းတော်ဆင်းနေလာတာဖြစ်တယ်အသက်မုံဖြစ်တယ်တဆိုင်ရဖြစ်တဲ့စားသဖြင့်သူအထက်ကနေလာတော့သူဖြစ်တဲ့အကြောင်းခါတလဲသူရှင်းပြတယ်ဒါပေမဲ့ကြားတော်ညာလဲသူတို့ကလက်မခံချင်တဲ့အခါမှာဒီတစ်ခေါက်လဲပြန်မေးတယ်ခရစ်တော်မှန်ရင်တုတ်လောမလုပ်ပါနဲ့အတိလင်းရှင်းလင်းပြောပေးပါအဲ့တော့သူတို့ရဲ့ concern ကခရစ်တော်ဘယ်သူလဲခရစ်တော် identity ကပါလဲသူကတကယ်ပဲမေရှိယမှန်သလားခရစ်တော်မှန်သလားမဟုတ်ဘူးလားတို့တစ်ဖြစ်ကျွန်တော်တို့အခန်းကြီး9မှာမွေးအမိဝန္ဒရင်ကလေးကမမြင်တော့သူကုသပေးလိုက်တဲ့အခါမှာသူတို့တောက်လျှောက်ကြိုးစားလာတာကခန်းကြီး9မှာကလေးကြိုးစားလာတာပါလဲဆိုတော့ခရစ်တော်ကသူ့ရဲ့ဇင်းမြစ်ကိုလည်းသူသိတယ်ဘယ်ကနေလာတယ်ဆိုတာလည်းသိတဲ့အတွက်သူကဖယားမဟုတ်ဘူးမေရှိယမဟုတ်ဘူးဆိုတော့သူတို့
ငင်းချက်ထုတ်ခြင်းတယ်လက်မခံခြင်း delegitimate လုပ်ခြင်းတယ်အဲ့ဒီအတွက်တစ်ခါပြန်ပြီးတော့ပြောနေခြင်းပဲဖြစ်ပါတယ်အဲ့ဒီမှာပိုင်းငယ်25နဲ့29ဖတ်တဲ့အခါမှာယေရှုကပြောတယ်ငါပြောပြီးပြီတဲ့တင်တို့ဒီမယုံကြငါခမည်းတော်ရဲ့အခွင့်နဲ့ငါပြုတော်မှုတို့ဒီငါ၏တည်ဖြစ်ကြ၏သို့တော်လည်းတင်တို့ဒီမယုံကြအဘယ်ကြောင့်မယုံကြသနည်းဟုမူကားသူရှင်းပြတယ်တင်တို့ဒီငါတို့တို့အဝင်မဟုတ်အထက်ကငါပြောသည့်အတိုင်းငါတို့ဒီငါစကားကိုနားထောင်၍ငါနောက်တို့လိုက်ကြ၏ထိုတို့ကိုငါသိ၏လို့ပြောပါတယ်အဲ့တော့ယေရှုကသူ့ရဲ့ identity ကိုဘုရားဖြစ်ကြောင်းကို proof လုပ်ဖို့မေရှိယဖြစ်လုပ်ဖို့အတွက်ဘာလို့သူခုတ်လို့တလဲဆိုတော့သူ့ရဲ့ပြုတ်သောအမှုကိုကြည့်ပါအမီးတော်ရဲ့အခွင့်နဲ့သူပြုတ်သောအမှုကိုကြည့်လိုက်မယ်ဆိုရင်တက်တေတွေကထင်ရှားပြီးဖြစ်တယ်သူရဲ့ပြုတ်သောအမှုကိုကြည့်ဖို့အဲ့ဒီမှာသူထပ်ပြောတာကဒီလူစုတွေမယုံယူဒာတွေမယုံနိုင်ရခြင်းရဲ့အကြောင်းရင်းကဘာကြောင့်လဲဖယားနဲ့မိတ်တဟာရမရှိတဲ့အတွက်ဖြစ်တယ်။တနည်းနဲ့ဆိုဒီမှာသူသုံးတဲ့အသုံးလုံးရပြောမယ်ဆိုရင်ဖယားရဲ့သူမဟုတ်တဲ့အတွက်မယုံကြည်နိုင်ကြခြင်းဖြစ်တယ်။ခရစ်တော်နဲ့ဖယားနဲ့ဆက်ဆံမရှိတဲ့အတွက်ဘယ်လောက်ပဲပြောမယုံကြည်နိုင်ဘူးလက်မခံနိုင်ဘူး။အဲ့ဒီမှာသူကဘာဆက်ပြောလဲဆိုတော့ယေရှုရဲ့သူ့ရဲ့သိုးတွေမှန်ရင်တော့တဲ့တိုးတွေမှန်ရင်တော့ရှိတဲ့လက္ခဏာပါလေသူတို့ကသခင်ရဲ့အတန်ကိုနားထောင်တယ်ပြီးရင်သခင်ရဲ့နောက်ကိုလိုက်တယ်တဲ့အဲ့လိုပဲသခင်ကလည်းတိုးတွေကိုသိတယ်တဲ့ဒါကတိုးတွေမှာရှိတဲ့လက္ခဏာဒါပေမဲ့အခုဒီလူစုကယေရှုဘလောက်ပဲသူ့ရဲ့ identity ကိုပြောနေဖွင့်ပြနေလက်မခံနိုင်ရပါလေဖယားနဲ့သူတို့ကြားမှာ relationship မရှိတဲ့အတွက်ဘယ်ဖွင့်ပြချက်မျိုးဘယ်အတန်ပဲကြားရဘယ်နမိတ်လက္ခဏာပဲပြုခဲ့မယုံကြည်နိုင်တာဖြစ်ပါတယ်အကြောင်းရင်းက relationship ဘုရားနဲ့မရှိတဲ့အတွက်ဖြစ်ပါတယ်အဲ့ဒီတော့ဒီနောက်ဆုံးမှကျွန်တော် line လေးနဲ့ရေးထားတာပါလဲဆို not believing Jesus is the Messiah ယေရှုကိုမရှိယအနေနဲ့လက်မခံနိုင်ခြင်းအကြောင်းရင်းကဘာကြောင့်လဲယေရှုသုံးတဲ့သုံးလုံးရပြောမယ်ဆိုရင်တော့သူ့ရဲ့သိုးတို့အဝင်မဟုတ်တဲ့အတွက်ဖြစ်ပါတယ်ဆက်ဆံရေးမရှိတဲ့အတွက်ဘယ်လိုပဲပြောလက်မခံနိုင်တာနားမဝင်တာဖြစ်ပါတယ်အပိုင်းငယ်29ကနေကျွန်တော်28ကနေ29ဖတ်မယ်ဆိုရင်ထာဝရအသက်ကိုဒါသူ့ရဲ့သိုးတွေကိုပြောတာဖြစ်တယ်သူ့ရဲ့သိုးတွေကိုထာဝရအသက်ကိုပေးတယ်တဲ့ထိုသိုးတို့ကပျက်စီးခြင်းနဲ့အစဉ်ကင်းလွတ်မယ်ဘယ်သူမျှထိုသိုးတို့ကိုငါလက်မှမနှုတ်မယူရလို့ပြောတယ်29မှာသူထပ်ပြောတယ်ငါ၌အပေးတော်ငါခမည်းတော်ဒီခတ်သိမ်းတော်သူတို့ထက်ကြီးမြတ်တော်သူဖြစ်သည်ဒါကခမည်းတော်ရဲ့လက် character သူလုံနိုင်စွမ်း authority ကိုပြောတာဖြစ်တယ်ဆက်လက်ပြီးတော့အဘယ်သူမျှထိုသူတို့ကိုငါခမည်းတော်ရဲ့လက်မှမနှုတ်မယူနိုင်ရလို့ပြောပါတယ်အဲ့တော့ဒီနေရာမှာနှစ်ခေါက်လုံးသူပြောတာကဘာလဲဆိုတော့ငါလက်မှအဘယ်သူမျှမနှုတ်မယူနိုင်ရနှုတ်မဆိုရင်ခမည်းတော်ရဲ့လက်မှမနှုတ်မယူနိုင်ရဆိုတဲ့စကားကဒီမှာတန်မတူအလေးပေးလို့တော့စကားဖြစ်ပါတယ်အထူးသဖြင့်တိုးထင်းရဲ့လက်ကနေဘသူကမှတခုတော့၎င်းဓမြကတော့၎င်းမနှုတ်မယူနိုင်ဘူးသူ့တိုးတွေကိုဘသူမှအန္တရာယ်ပြုလို့မရဘူးပြီးခဲ့တဲ့ပတ်တွေမှာကျွန်တော်ပြောဖြစ်တဲ့ကဲ့သို့ပဲယာယီတဲအနေနဲ့တဲထိုးထားတဲ့တိုးချံတွေမှာပင်လျင်တိုးထင်းကတိုးတွေနဲ့တိုးတွေကိုရန်ပြုမဲ့တခိုးတွေဓမြတွေကြားမှာသူ့ကိုယ်သူကြားမှာခံပြီးတော့ကာကွယ်တော်သူဖြစ်တယ်အငှားတိုးထင်းတွေကတော့အန္တရာယ်တွေ့ပြီးဆိုချက်ချင်းပြေးသွားကြတယ်ဒါပေမဲ့တိုးထင်းကမရဘူးငါ့ကိုကြော်နိုင်မှသာလဲငါတိုးတွေကိုထီလို့ရမယ်ဆိုတော့ mentality မျိုးအဲ့နှလုံးသားမျိုးအခုလဲယေရှုကပြောတယ်ဘယ်သူမှငါတိုးတို့ကိုငါလက်ကနေမနှုတ်မယူနိုင်ရဘူးလို့ပြောပါတယ်ဆိုတော့ဣတိလလူမျိုးစုကဒီချမ်းချက်ကိုဖတ်လိုက်တဲ့အခါသူတို့နားလေတာပါလဲဆိုတော့သူတို့ဖျားရဲ့ထာ၌ကျက်စားသောတိုးစုများအနေနဲ့ဥမာဆိုပါဆိုစာလံ95ပိုင်ငယ်ခွန်ဖတ်မယ်ဆိုရင်သူတို့ဖျားရဲ့တိုးစုများအနေနဲ့နားလဲကြတယ်အဓိပ္ပာယ်ဖွင့်ကြတယ်
95ခုမြောက်သောဆလံပိုင်ငယ်ငါဘယ်လိုပြောလဲဆိုတော့ထာဝရဘုရားသည်ငါတို့ဤဘုရားဖြစ်တော်မူ၏ငါတို့ဒီလက်ထံတော်၌ကျဆားတော်သူလက်တော်အောင်၌နေတော်သူစုဖြစ်ကြ၏လို့ပြောပါတယ်အဲ့တော့ကိုကဲ့သို့ဘုရားရဲ့တိုးစုဘုရားရဲ့အုတ်ထင်းခြင်းအောက်မှာရှိကြသောသူများဖြစ်တယ်လို့သူတို့ခံယူတဲ့အခါမှာယေရှုဘုရားကဂတိပေးတာပါလဲဆိုတော့ဘုရားရဲ့ကြည်ရှုခြင်းဆောင်းမခြင်းအောက်မှာသူတွေကလုံခြုံခြင်းကိုပြေဝရမယ်အပိုင်းငယ်28မှာသားတော်ရဲ့အုပ်ဆိုးခြင်းသားတော်ရဲ့လက်ကနေဘသူမှလူယူလို့မရဘူးလို့ရှင်းလင်းစွာပြောတယ်ပိုင်းငယ်28မှာအဘယ်သူများထိုသူတို့ကိုငါလက်မှားလို့ပြောပါတယ်မနှုတ်မယူရအဲ့ဒါပြောပြီးမှ29မှာကြောက်ထပ်ပြောတယ်အမီးတော်ရဲ့အုတ်ထင်းခြင်းအောက်မှာရှိတဲ့အကြောင်းအဘယ်သူများထိုသူတို့ကိုငါခမည်းတော်လက်မှမနှုတ်မယူနိုင်ရတဲ့အဲ့တော့သားတော်လက်မှတော်၎င်းခမည်းတော်ရဲ့လက်မှတော်၎င်းဘယ်သူမှတိုးတွေကိုနှုတ်ယူနိုင်မှာမဟုတ်ဘူးအန္တရာယ်ပြုနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ခမည်းတော်ကအရာခတ်သိမ်းထက်ကြီးမြတ်တော်သူ greater than all အရာအလုံးထက်ကြီးမြတ်တော်သူဖြစ်သည့်အတွက်တကူချီတော်သူဖြစ်တဲ့အတွက်ဖခင်ရဲ့ကြီးရှုခြင်းဆောင်မှခြင်းအောက်မှာသာဝရလုံခြုံတယ်ဆိုတာကိုပြောနေခြင်းဖြစ်ပါတယ်ထို့တို့ဒီပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မယ်ပျက်စီးခြင်းဆိုသောအရာနဲ့အစင်ကင်းလွတ်ကြမယ်လို့ပြောတယ်အဲ့ဒီစာလေးငါရဲ့လက်ကနေဘယ်သူမှမနှုတ်နိုင်ရဘူးခမည်းတော်ရဲ့လက်ကနေဘယ်သူမှမနှုတ်နိုင်ရဘူးလို့သူအပြောအပြီးမှာငါနဲ့တဲ့ငါဒီခမည်းတော်နဲ့တလုံးတဝတည်းဖြစ်သည်ဟုမိန့်တော်ဤတဲ့ခမည်းတော်နဲ့သားတော်ကတလုံးတဝတည်းဖြစ်သည့်အကြောင်းကိုတခါတဲ့သူကပြောသွားတယ်။ဒီနည်းနဲ့ဆိုတော့ဖခင်ရဲ့လက်ထဲကနေသုံးပါးတစုဖခင်ရဲ့လက်ထဲကနေဘသူမှငါရဲ့တိုးတွေကိုနှုတ်ယူလို့မရနိုင်ဘူး။ဘယ်လောက်ထိခိုင်မာသောအာမခံချက်ဘယ်လောက်ကောင်းလိုက်တဲ့အာမခံချက်လဲပေါ့နော်။ဆိုတော့ဒီနေရာမှာတလုံးတဝတည်းလို့ပြောလိုက်တဲ့အခါမှာယေရှုကကျွန်တော်တို့ Deuteronomy တရားဟောရာကျမ်းခန်းကြီး6ပိုင်းငယ်4မှာဣတိလလူမျိုးတွေရဲ့အခြေခံကြဆုံးသောယုံကြည်ချက်ဖြစ်တဲ့ငါတို့ဤဘုရားသခင်ထာဝရဘုရားသည်တဆူရီတော်ဘုရားဖြစ်တော်မူ၏ဆိုတဲ့ဘုရားတဆူရီဖြစ်ခြင်းကိုအဲ့ဒီအရာကိုပြန်ပြီးတော့ echoes ပြန်လုပ်တာပေါ့လေပြန်ပြီးတော့ပြောနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာယေရှုကငါဒီခမည်းတော်နဲ့တလုံးတဝတည်းဖြစ်တဲ့ငါလက်ကနေဘသူမှငါတိုးတွေကိုယူနိုင်မှာမဟုတ်ဘူးခမည်းတော်ရဲ့လက်ကနေယူနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာဒီတလုံးတဝတည်းက original question ကိုပြန်ရောက်သွားတယ် original question ကိုအဖြေပေးတာဘာလဲဆိုတော့ပိုင်းငယ်25 26 29အခုတစ်ချက်ပိုင်းငယ်24တွေ့မေခွန်ခရစ်တော်မှန်လင်တဲ့မေရှိယမှန်တဲ့အတိအလင်းပြောပါဆိုတဲ့ question ကိုဒီနေရာမှာသူ30မှာတစ်ခါပြန်ပြီးတော့အဖြေပေးသွားတယ်။အမီးတော်နဲ့ငါကတလုံးတဝတည်းဖြစ်တယ်။ဣတိလလူမျိုးစုကလေးမှအစလူကြီးအဆုံးတွင်တင်သောတဆူရီသောဖယားကိုပဲစကားကိုပဲနားထောင်ရမယ်ဆိုတဲ့ဖယားအဲ့ဒီဖယားနဲ့သူရဲ့ဆက်ဆံရေးကပါလေတလုံးတဝတည်းဖြစ်တယ်အဲ့တော့ငါဒီခမည်းတော်နဲ့တလုံးတဝတည်းဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာတင်ကမေရှိယဖြစ်သလားဆိုတဲ့ question ကိုသူပြန်ဖြေပေးလိုက်တယ် yes သူရဲ့ identity ကိုသူ confirm လုပ်လိုက်တယ်သူရဲ့ဖယားသားတော်ဖြစ်ခြင်းကိုသူမေရှိယဖြစ်ခြင်းကိုသူ confirm ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်သုံးပါးတစုဖယားရဲ့သဘောတဘာကိုပြန်ပြီးတော့ကျွန်တော်ဒီမှာနားလည်ရတယ်ပေါ့လေခမည်းတော်နဲ့သားတော်ကအလုံးတဝတည်းဖြစ်ခြင်းဆိုတော့ oneness ဖယားဖြစ်ခြင်း၌divine nature ဖယားဖြစ်ခြင်း၌တဆူရဲတော့ဖယားဖြစ်တယ်တုတ်တော်လဲတစ်ဖက်ကပါလဲဆိုတော့ distinct persons ခမည်းတော်သားတော်ဆိုကွဲပြားရှိတယ်ပြောသွားတာမဟုတ်ဘူးခမည်းတော်လည်းသားတော်ဖြစ်လိုက်သားတော်လည်းခမည်းတော်ဖြစ်လိုက်ကိုကဲတော့မဟုတ်ဘူးကျွန်တော်တို့တချို့တော့တုံတင်ခြင်းတွေကြားဖို့ပါလိမ့်မယ်ဖန်ဆင်းခြင်းမှာဘုရားကခမည်းတော်အနေနဲ့ပေါ်ပြတယ်ပြီးရင်အဲ့ဒီခမည်းတော်ကလာပြီးတော့ကဲတင်ရှင်အနေနဲ့သားတော်အနေနဲ့
Greek တွေရဲ့ concept သူတို့ပြဇာတ်မှာတရုပ်ဆောင်တယ်လို့ပဲပုံကိုတယောက်ထဲပဲတရုပ်ဆောင်ပြီးတော့သူတို့မျက်နှာဖုံးအမျိုးမျိုးကိုပြောင်းပြီးတော့လူတယောက်ကပဲအလေးတန်အမျိုးမျိုးနဲ့ကြောပြီးတော့တရုပ်ဆောင်တယ်လို့ပေါ့လေကဲတင်ချင်းမှာတားတော်အနေနဲ့ပေါ်လာတယ်နောက်ပြီးတဲ့ခါကျတော့ကဲတင်ချက်မှုပြီးတဲ့ခါမှာဝိညာဉ်တော်အနေနဲ့နောက်မျက်နှာဖုံးဆုပ်ပြီးတော့လာတယ်ဆိုတဲ့သဘောမျိုးတဆူရီတော့ဖယားတဘာဒီတော့ဖယားမဟုတ်ဘူးကျွန်တော်တို့ဒီမှာရှင်ယောဟန်ကရှင်းလင်းစွာပေါ်ပြတာကတဆူရီတော့ဖယားဖြစ်တယ်တုတ်တော်လဲ၃ပါးဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်အမီးတော့တားတော့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ရှင်းလင်းစွာမြင်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ယူရသောအကြောင်းအရာကနေပြန်ပြီးတော့ခွန်အားယူဖို့ဖုံးနှုတ်ချင်တာအချက်နှစ်ချက်ကျွန်တော်ဘုန်းကြီးတို့ဖုံးနှုတ်ကြမယ်ဆိုတော့ပထမကပါလဲဆိုတော့ပိုင်းငယ်25ပြော30ပိုင်းငယ်25မှာယေရှုကလည်းငါပြောပြီးသင်တို့ဒီမယုံကြငါခမည်းတော်ရဲ့အခွင့်နဲ့ငါပြုသောအမှုတို့ဒီငါဤတက်တည်ဖြစ်ကြ၏တဲ့အဲ့တော့ question ကသင်ကစစ်မှန်သောမေရှိယသင်ကငါတို့စောင့်နေသောသင်ကမေရှိယမှန်သလားလို့ပြောလိုက်တဲ့အခါမှာငါရဲ့လှုပ်ဆောင်သောလှုပ်ဆောင်ချက်တွေကိုကြည်ပါဒါဆိုရင်ငါဘာတူလဲဆိုတာကိုရှင်းနေစွာနားလည်ရလိမ့်မယ်လို့ဖြေပေးပါတယ်အဲ့တော့ကျွန်တော်တို့အသက်တာတွေမှာလည်းကိုဘာတူလဲဆိုတော့ကျွန်တော်တို့ရှင်းလင်းစွာနောက်လူသားဖြစ်တဲ့အားလို့ဆိုတော့ကိုယ့်ရဲ့ identity ကိုမေ့သွားတဲ့အချိန်တွေကိုဘာတူလဲဆိုတော့ကျွန်တော်တို့ပဋိမထားမိတဲ့အချိန်တွေရှိတတ်ပါတယ်အဲ့လိုခြေနေမျိုးမှာကိုယ့်ရဲ့လှုပ်ဆောင်တော့အမှုအရာကိုကြီးလိုက်မယ်ဆိုရင်ကိုဘာတူလဲကိုယ့်ရဲ့ identity ကဘာတူလဲဆိုရှင်းလင်းစွာနားလည်ရမှာဖြစ်ပါတယ်အင်္ဂလိပ်လိုရှိတယ်เนาะကျွန်တော် action speaks louder than words ဆိုပြီးတော့လှုပ်ဆောင်ခြင်းအရာကိုအရာကစကားပြောတာထက်များစွာအတန်ပိုကျဲပါတယ်ပေါ့လေပိုရှင်းလင်းပါတယ်ကျွန်တော်တို့ပါဇက်ကနေနှုတ်ကနေပြောနေတော့အရာများထက်ကျွန်တော်တို့လက်တွေ့အသက်ရှင်ခြင်းကကျွန်တော်တို့ဘယ်သူလဲဖရာသားသမီးဖြစ်ခြင်းကိုတက်တည်ထူနေတာဖြစ်ပါတယ်တခါတည်းမှာကိုဘယ်သူလဲကိုစစ်မှန်တော့ကိုရဲ့ identity ကဘယ်သူလဲဆိုတာကျွန်တော်တို့မေခွန်းထုတ်တဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်တယ်။နောက်မဆိုသူတပားမေခွန်းထုတ်တဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်တယ်။ကိုကဲ့သို့အချိန်တွေမျိုးမှာပြန်ပြီးတော့ကိုရဲ့ actions ကိုရဲ့ works ကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကိုဘယ်သူလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့နိုင်မှာဖြစ်ပါတယ်။အဲ့တော့တစ်ဖက်လဲနဲ့ပြန်ပြောမယ်ဆိုရင်တော့ကိုဘယ်သူလဲဆိုတော့ proof လုပ်ဖို့ဆိုရင်ရှင်းပြနေဖို့ပါဇက်ကနေပြောနေဖို့ထက်လက်တွေ့ကျွန်တော်တို့အသက်ရှင်ပြဖို့လှုပ်ဆောင်ပြဖို့ကအမတန်မှအရေးကြီးတဲ့အကြောင်းကျွန်တော်သင်ယူရတာဖြစ်ပါတယ်။ယေရှုကငါဒါတွေပြောသွားပြီးပြီမလားငါရှင်းပြပြီးသွားပြီမလားဆိုတော့အကြောင်းအရာများတဲ့သူလုတ်ခဲ့ပြီးတော့မှုတွေကိုသူတက်တည်အနေနဲ့သူဆွဲထုတ်တယ်ဆိုတော့ကျွန်တော်သင်ယူရတာဖြစ်ပါတယ်။ဒုတိယအနေနဲ့ကျွန်တော်တို့သင်ယူရတာကအပိုင်းငယ်28 29ကျွန်တော်ဖတ်တဲ့အခါမှာအာရအသက်ကိုလည်းငါပေး၏ထိုတို့ဒီပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုတို့ကိုငါလက်မှမနှုတ်မယူရထိုတို့ကိုငါလက်၌အပေးတော်မူသောခမည်းတော်ဒီခတ်သိမ်းတော်သူတို့ထဲချီးမြတ်တော်မူဒီဖြစ်၍အဘယ်သူမျှထိုတို့ကိုငါခမည်းတော်၏လက်မှမနှုတ်မယူနိုင်တာလို့ပြောတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့လုံခြုံပါတယ်ဆိုတဲ့အရာတွေများစွာရှိတယ်နော် promise ပေးတယ်ဥမာဆိုပါဆို insurance ခေါက်လည်းကျွန်တော်ပြောပူပါတယ် insurance တွေကကိုအာမခံတယ်ဒါဝယ် insurance ဝယ်တယ်ဆိုတော့အာမခံချက်ပေးမယ်ဒါဖြစ်တယ်ဆိုတော့ပြန်ရောမယ်အယောဆောက်ဒါတွေပြန်လုပ်ပေးမယ် insurance တစ်ခုရဲ့ logo ကပါလဲ you are in good hands ကောင်းသောလုံခြုံသောလက်ထဲမှာသင်ကရှိနေတယ်ပေါ့လေဂရုစိုက်ခြင်းခံနေရတယ်လို့ပြောပါတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့အကြောင်းအရာတစ်ခုခုကြုံပြီးဆိုရင်အဲ့ဒီ you are in good hands လို့ပြောတဲ့လူတွေကတကယ် good hands ဆိုသလားဆိုတော့ကျွန်တော်တို့လူသားကျွန်တော်စီကနေပဲအကျိုးမြတ်ထုတ်ဖို့ပဲစဉ်းစားကြတာဖြစ်ပါတယ်တကယ်စစ်မှန်သောအာမခံချက်ကိုမပေးနိုင်ဘူးခုဆိုကျွန်တော်ပို့ဆိုးပါတယ်အရာရာက internet ကနေဖြစ်တယ် online ကနေဖြစ်တဲ့အခါမှာဖောက်ထွင်းနိုင်တယ် bank account တွေဖောက်ထွင်းတာလေးလည်းရှိတယ်ကျွန်တော်တို့ရဲ့
online ကျွန်တော်တို့ media account တွေမှဆရရချိုးဖောက်တာတွေကျွန်တော်တို့ဖောက်ထွင်းတာတွေများစွာရှိတယ်ဘာမှကျွန်တော်တို့အာမခံချက်ဆိုတာမရှိဘူးလုံခြုံအောင် antivirus မှအစပေါ့လေကွန်ပျူတာတွေစိတ်ချရအောင်အဖောက်မခံရအောင်ဆိုပြီးတော့ antivirus အမျိုးမျိုးလုပ်တယ်ဒါပေမဲ့အဲ့ဒီ antivirus တွေကလည်းပြန်ပြီးတော့ renew လုပ်ရတယ် upgrade ပြန်လုပ်ရတယ်ဘာလို့လဲဆိုတော့မလုပ်ဘူးဆိုရင် virus တွေကစားနိုင်တယ်ချိုးဖောက်နိုင်တယ်ဖျက်ဆီးနိုင်တဲ့အတွက်ဒါပေမဲ့ကျွန်တော်တို့ဘုရားကယေရှုကအာမခံချက်ပေးတယ်ငါတိုးတွေကပျက်စီးခြင်းနဲ့အစင်ကင်းလို့ရမယ်ဘယ်သူမှငါလက်ကနေမယူနိုင်ရဘူးတဲ့ပြီးရင်ဘယ်သူမှငါတိုးတွေကိုခမည်းတော်လက်ကနေနှုတ်မယူနိုင်ဘူးဆိုပြီးတော့အာဝရအတွက်စိတ်ချရသောဂတိကဝတ်ကိုပေးသွားတာဖြစ်ပါတယ်ဟိုကဲ့သို့ကောင်းသောတိုးထင်းကျွန်တော်ကျမတို့အသက်တာမှာကျွန်တော်ကျမတို့မှာရှိတာဖြစ်ပါတယ်ကျွန်တော်ဘဝကိုကျွန်တော်တို့စောင့်ထိန်နိုင်တဲ့အချိန်ကိုဘဝကိုထိန်းချောင်းနိုင်တဲ့အချိန်အတိုင်းအတာတစ်ခုထိရှိပါတယ်ဒါပေမဲ့အတိုင်းအတာတစ်ခုထိပဲကိုကျွန်တော်လုံခြုံအောင်စိတ်ချအောင်ထားနိုင်တော်ညာလဲတော်တော်များများမှာကိုအတ္တတာကိုအာမခံချက်မပေးနိုင်တာများပါတယ်အာမခံချက်ပေးပါတယ်ဆိုတဲ့ပုံကိုယ်တွေတောင်မှအချိန်တန်တဲ့အခါမှာကျွန်တော်စီကနေအမျက်တွေပဲထုတ်ယူလို့တော့သူတွေဖြစ်တတ်တယ်ဒါပေမဲ့ကောင်းသောတူထင်းကကျွန်တော်တို့ကိုဂတိပေးတာကဘယ်သူများထိုသူတို့ကိုငါလက်မနှုတ်မယူရဆိုပြီးတော့အာဝရအတွက်အာဝရနဲ့ရှင်သောအာမခံချက်ကိုပေးသွားတာဖြစ်ပါတယ်ဒီနေ့ကျမတို့တတယေရှုဖခင်ရဲ့လက်ထဲမှာယေရှုဖခင်ကိုကယ်တင်ရှင်နေနဲ့ကျွန်တော်စိတ်ချတယ်ယုံကြည်တယ်ကျွန်တော်အနှံ့တယ်ဆိုရင်ကိုအနှံ့တော့သူကျွန်တော်တို့အသက်ကပျက်စီးခြင်းနဲ့အစင်ကင်းလွတ်မှာဖြစ်ပါတယ်လောကမှာခဏလေးပဲပျက်စီးခြင်းနဲ့ကင်းလွတ်ဖို့မဟုတ်ပဲနဲ့အာဝရတည်ခြင်းဆိုတော့ထာဝရငရဲကနေပါအစင်ကင်းလွတ်ဖို့လို့ငါဘုရားကအာမခံချက်ပေးနေတာဖြစ်ပါတယ်ဆိုတော့ထိုအရာမျိုးကျွန်တော်ပြန်လဲဆင်ခြင်ပြီးတော့မိမိရဲ့အတ္တရှေ့ဆက်ရမယ့်အရာလုံးစုံ၌ကောင်းသောတူထင်းတူထင်းရှင်နောက်တော့တို့ကျွန်တော်တဝေမသိသစ္စာရှိစွာဖြင့်ဆက်လက်၍လိုက်နိုင်ကြဖို့လုံငါခွန်အားပေးလိုပါတယ်လို့ဒီနေ့ Bible study ကတော့ဒီလောက်ပဲဖြစ်ပါမယ်မိခွန်မေလို့တော့အရာတော်၎င်းဆွေးနွေးလို့တော့အရာများ